ကလေး၃ယောက်ဟာရေထဲမှာတောက်ပနေတဲ့ထူးဆန်းတဲ့ဥတလုံးကိုတွေ့ခဲ့ကြပါတယ်။စူးစမ်းလိုစိတ်နဲ့အဲ့ဒီဥကိုခွဲလိုက်တဲ့အချိန်မှာတော့တကဘာလုံးကအချိန်တွေဟာရုတ်တရက်ရပ်တန့်သွားပါတော့တယ်။ကောင်းကင်ကငှက်တွေလမ်းပေါ်ကကားတွေနဲ့ပင်လယ်လိုင်းတွေအထိအားလုံးဟာကြောက်ရွံ့တွေလိုငြိမ်သက်သွားခဲ့တာပေါ့။ပထမတော့ကလေးတွေဟာသူတို့စိတ်ကြိုက်စော်ကစားလို့ရတဲ့အတွက်အယမ်းပျော်ခဲ့ကြပါတယ်။ဒါပေမဲ့ရက်အနှဲငယ်ကြာမှာတော့အိမ်မက်ဆိုးတွေဆက်လာပါတော့တယ်။သူတို့တွေကတငယ်ချင်းဖြစ်သူဖက်ဖာဟာရင်ကျက်ဝေဒနာရှင်ဖြစ်ပြီးစိတ်ကုန်သွားတာကြောင့်ကုန်တိုက်ကြီးထဲမှာတင်အထီးကျန်စွာတေဆုံးသွားခဲ့ပါတယ်။ကြံခဲ့တဲ့တငယ်ချင်း၂ယောက်ကသူ့အလောင်းကိုကစားကွင်းပေးမှာမြုပ်နှံပေးခဲ့ပြီး၂ယောက်ထက်အာကိုတကြီးရှင်တန်ခဲ့ကြရတဲ့ရက်ပေါင်း6နှစ်နီးပါးကြာသွားတဲ့အထိကဘာကြီးကနိုးမလာခဲ့ပါဘူး။ကလေး၂ယောက်ဟာလူကြီးတွေဖြစ်လာခဲ့ကြပြီးတနေ့မှာတော့အချိန်တွေပြန်လဲပတ်တော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပတ်စံတွေစုအင်ကြီးအစ်စ်တွေဝယ်ပြီးစောင့်ဆိုင်နေခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကလုံးဝရွှေ့မလာခဲ့ဘူး။နောက်ဆုံးမှာတော့လာမင်းကြီးရဲ့အပြောင်းလဲကိုသတိထားမိလို့ညီဖြစ်သူကိုတွားပြောဖို့ရှာတဲ့အခါညီလေးကပျောက်ဆုံးသွားပြန်ပါတယ်။ကျွန်းတကျွန်းလုံးပတ်ရှာပေမဲ့မတွေ့တော့တဲ့အဆုံးစိတ်ပြတ်အားငယ်ပြီးပင်လယ်ထဲခုန်ချအသေးခံဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီလိုခုန်ချလိုက်တဲ့အချိန်မှာပဲပင်လယ်အောက်ခြေမှာနစ်မြုပ်နေတဲ့သူ့ညီလေးရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရပါတော့တယ်ဗျာ။